ကဲဘော်ရာအားလုံးပဲမင်္ဂလာပါဗီဒီယိုတွေလည်းမတင်လာကြပြီဆိုတော့ဒီနေ့ကျွန်တော်တို့ Manchester United အသင်းရဲ့ Marcus Rashford ရဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အခု Michael Carrick ကလည်း confirm ပေးလိုက်ပြီเนาะ Marcus Rashford က United မှာဆက်နေပြီဖို့များပါပြီဆိုတော့ Marcus Rashford ရဲ့အကြောင်းလေးကိုကျွန်တော်ပြောကြအောင်ဆိုတော့ Marcus Rashford ကိုဘာလို့ Man United ကဆက်ထားလဲဒီကတော့ရှင်းနေရောင်းထုတ်လို့မရဘူးရောင်းထုတ်လို့မရတဲ့အပြင်သူလာစာကြီးကအများများတဲ့အတွက်ဘယ်အသင်းမှလည်းမခေါ်ချင်းကြဘူးဟိုပေါင်တန်း30ပေးမယ်ဆိုတော့မှဘယ်အသင်းမှမခေါ်ချင်းကြဘူးဆိုတော့ Marcus Rashford က Man United အသင်းမှာဆက်လက်ကံမှုဖြစ်လာတယ်ဆိုတော့အကယ်၍ဒါ Marcus Rashford အနေနဲ့မှာအစားထိုးမယ်ဆိုလို့ရှိရင်သူ့ပေါင်တန်း30နဲ့ပဲရောင်းလိုက်ရထားပြန်ဝယ်ရမယ်လူကအနည်းဆုံးပေါင်တန်း80ကနေ80ကြားမှာရှိတယ်သူ့လို quality ရဖို့เนาะ Marcus Rashford ကတကယ်တော့စိုးရွားနေတဲ့ player တော့မဟုတ်ဘူးသူ့ရဲ့ United ကဘာလို့ထွက်ခဲ့ရတယ်ဆိုတဲ့အကြောင်းကတော့ဒါနီးပြ Amorim နဲ့အဆင်မပြေလို့ထွက်ခဲ့ရတယ်ဟိုတချို့တော့ Man United fan တွေကတော့သူ့မောရင်မောနေပြီเนาะအမြင်မကြည်တာတော့ရှိနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အခုလက်ရှိကိုကြည့်ကြအောင်ဆိုတော့ Marcus Rashford ကအသိမှပြန်ရောက်လာပြီအသုံးဝင်လာနိုင်လားဆိုတော့အသုံးဝင်လာနိုင်တယ်အများကြီးသုံးဝင်လာနိုင်တယ်ကျွန်တော်တို့ဒီနှစ်မှာဆိုရင် Champions League ကန်ရမယ်ကျွန်တော်ပွဲတွေအများကြီးကန်ရမယ်အချိန်မှာ Marcus Rashford လို player အရန်မှာရှိနေတာကျွန်တော်တို့ Man United အသင်းရဲ့အားသာချက်တစ်ခုဖြစ်လာမယ်အနည်းဆုံးတွင်းကို10ကိုအထက်လောက်တော့ရမယ်လို့ထင်တယ် Marcus Rashford ကလေသူ့ quality ကလည်းအရင်ညံ့နေတဲ့ quality မဟုတ်ဘူးကျွန်တော် Amorim နဲ့ထပ်မှမမြင်ရပါမဲ့Eric Ten Hag လက်ထက်မှာမြင်ခဲ့ရပြီသူဘယ်ပါလောက်ပြနိုင်လဲသူကဘယ်လို quality player လဲပြီးတော့ Aston Villa မှာဆိုလည်းခြေစွမ်းပြခဲ့တယ်ပြီးတော့ Barcelona ရောက်တဲ့အချိန်မှာလည်းခြေစွမ်းပြခဲ့တယ် Hansi Flick ဆိုသူ့ကိုအရင်ကြိုက်တယ် so အားလုံးကတီးပြီးသားဖြစ်မှာPremier League proven player ဖြစ်တယ်ကျွန်တော် Premier League မှာဆိုရင်သူအသားကျပြီးသားတခြား player တွေခေါ်မယ်ဆိုရင် Premier League နဲ့အသားကျဖို့လည်းလိုအပ်မယ်ပြီးတော့အဆင်ပြေလားမလားမပြေလားဆိုတာမသိကြဘူးဆိုတော့Rashford ကိုဆက်ထားခြင်းက Man United အသင်းရဲ့အကောင်းဆုံးဖြစ်လာမှာပေါ့နော်ဆိုတော့သူ့နေရာမှာစားထိုးမယ်ဆိုတော့တန်း90 80ကျွန်တော်ဆိုလည်းမသုံးတော့ဘူးလေဘာလို့မလဲ Rashford က2028ထိရှိစာချုပ်ကြံသေးတယ်ဆိုတော့ Rashford ကိုဆက်သုံးကြမယ် Rashford ဒီရာသီမှာဘာဘယ်လိုပြောင်းလဲလာနိုင်မလဲ Rashford က quality player တယောက်ဖြစ်တယ်သူပြောင်းလဲလာမှာတော့အခုအများကြီးကျွန်တော်အရင်လိုမျိုးသူဇောင်ကြားဖြစ်လာမဲ့ပုံစံတော့မဟုတ်တော့ဘူးရင့်ကျက်လာပြီရင့်ကျက်မှုတစ်ခုကိုရရှိလာပြီကျွန်တော်တို့မနစ်ကဆိုရင်ဒါဘာစီလိုနာမှာတွေ့ခဲ့ရတဲ့ Rashford ဆိုရန်ကြီးအရင်တော့လို့မဟုတ်တော့ရန်ဟန်ပဲဖြစ်လာတယ်ရန်လေးရင့်ကျက်လာတဲ့ပုံစံပေါက်တယ်နော် so Eric Ten Hag လက်ထက်မှာဆိုသူဂိုးပေါင်းအများကြီးတွင်းခဲ့တယ် Premier League မှာ2022-23မှာဆိုဂိုး30တွင်းခဲ့တယ် assist က6လုံးရှိတယ်Premier League တစ်ခုနော် Premier League တစ်ခုထဲမှာဆိုပြီးရင်23-24မှာတော့ဂိုးပေါင်တက်မှုက8ဂိုးနဲ့ assist ကတော့5ဂိုးပြီးရင်24-25မှာသူ24ပွဲပဲကန်တယ်9ဂိုးသွင်းတယ်3ဂိုးဖန်တီးပေးတယ်ဆိုတော့အရန်ကြီးတော့စိုးရွားနေတဲ့ player မဟုတ်ဘူး Aston Villa မှာဆို18ပွဲပဲကန်တယ်ဒါပေမဲ့4ဂိုးသွင်းတယ်5ဂိုးဖန်တီးတယ်ဘာစီလိုနာမှာဆိုလို့ရှိရင်49ဝဲကန်တယ်14ဂိုးသွင်းတယ်17ဂိုးဖန်တီးတယ်ဆိုတော့သူ့ရဲ့ status တွေကတော့အရင်ညံ့နေတဲ့ player မဟုတ်ဘူးကျွန်တော်တို့အားလုံးတွေ့မြင်ပြီးသား player သူ့လို quality player မျိုးကိုကျွန်တော်တို့ဒီအခုခေတ်ပေါက်ဈေးတွေနဲ့ဆိုလို့ရှိရင်အနည်းဆုံး80 80မှာရှိတယ်ဒီထက်လည်းမကပေးရင်လည်းပေးရမှာဒါ Marcus Rashford ကတော့သူစာချုပ်ရကသူလာစာအရန်ဈေးကြီးတာရယ်စာချုပ်2နှစ်ပဲကျန်တာရယ်နဲ့ကြောက်တန်း30လောက်ဖြစ်နေတာဆိုတော့ Marcus Rashford United မှာဘာတွေလုပ်မလဲကျွန်တော်စောင့်ကြည့်ရမယ်ဒီနှစ်စောင့်ကြည့်စဉ်ဆုံး player ထဲမှာတော့ Rashford ကပါတယ် Man U မှာဆိုလို့ရှိရင်လေ Rashford ကိုကျွန်တော်စောင့်ကြည့်ရမယ်ပြီးလို့ရှိရင် Michael Carrick နဲ့ဘယ်လိုအသွဲဆက်တွေလုပ်ပြီးတော့ဘယ်လိုများခြေစွမ်းပြလာမလဲဆိုတာဒါကျွန်တော်တို့ Man United ပြည်သက်တယောက်အနေနဲ့တော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ်
ဆိုတော့ဒါကတော့ကျွန်တော်ဒီတိုင်းလေးပဲเนาะပေါ့ပါလေးပဲပြောပြတာဝန္ဒနာပါတဲ့အတွက်ကျွန်တော်ဒါလေးတွေကို sharing လုပ်ပေးတဲ့အနေနဲ့ပဲပြောပြတာပါဟိုတခြားလူတွေလိုမျိုးတော့ professional ကြကြီးတော့မပြောနိုင်ဘူးပေါ့နော်ဒါဝန္ဒနာရတာပြောတာပါအမှားပါဝိုင်းလည်းအားလုံးပဲ sorry ပါတောင်းပန်ပါတယ်ကဲဗီဒီယိုလေးကြည့်ပြီးဆိုရင် please like and share လေးလုပ်ပေးပါ YouTube မှာလည်း UME Forward ရှိပါတယ် subscribe လေးလုပ်ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ် bye bye